ဖခင်ကတင့်ကိုကောင်းကြီးပေးတဲ့အခါမှာတင်ကောင်းကြီးပဲရတာမကောက်အဲ့ကောင်းကြီးဘာလို့ရမလဲဆိုတော့သိလိမ့်မယ်ဘိတ်သိက်ရတဲ့အခါဘိတ်သိက်ပဲရတာမကောက်အဲ့ဘိတ်သိက်ကိုဘယ်လိုသုံးရမလဲဘယ်လိုတိုးပေါအောင်လုပ်ရမလဲတင်သိလိမ့်ဖခင်တင့်ကိုပတ်စံပေးတဲ့အခါပတ်စံပဲရတာမဟုတ်အဲ့ဒီပတ်စံဘယ်လိုတိုးပေါအောင်လုပ်မလဲတင်သိလိမ့်ဖခင်တင့်ကိုအခွင့်အရေးပေးတဲ့အခါအခွင့်အရေးပဲရတာမဟုတ်အဲ့ဒီအခွင့်အရေးကိုဘယ်လိုတိုးပေါအောင်လုပ်ရမလဲတင်သိလိမ့်အဲ့ဒီအခွင့်အရေးကတင်းစီမှာရေရှည်ရှိနိုင်မို့အဲ့ဒီအခွင့်အရေးတင်းစီမှာတိုးပွားဖို့ဘယ်လိုလုပ်ရမလဲတင်ဟာသိလိမ့် wisdom ဓမ္မဟောင်းမှာကလေးကနေအနာဂတ်ကျမ်းနေမှာဖခင်ကကြိုပြောတယ်အနာဂတ်ကျမ်းနေဟေရှာယထဲမှာပါတယ်ယေရမိထဲမှာပါတယ်တောက်လျှောက်ယေရှုကြွလာမယ့်အကြောင်းကိုပြောထားတယ်အပြိုကညာဝမ်းကနေပြီးတော့မွေးမယ်ဘက်လင်မျိုးမှာမွေးမယ်ဒါပေမဲ့ယေရှုတကယ်လဲကြွလာရောဘယ်သူမှယေရှုကိုမသိယေရှုဘာမှမွေးရလဲဆိုရင်နွားတင်းကုန်းမှာမွေးရယေရှုကိုဘယ်သူမှလာပြီးတော့မဖူးမြော်မေရှိယကြွလာမယ်ဆိုတာကြိုပြောပြီးသားဒန်ယေလလည်းကြိုပြောတယ်ဖခင်မပေးတာလား no ဖခင်ဖွင့်ပြချက်မပေးတာလားမဟုတ်ဘူးဖခင်ဂတိတော်မရှိတာလားမဟုတ်ဘူးဖခင်အခွင့်အရေးမပေးတာလားမဟုတ်ဘူးဖခင်သားတော့ကြွလာမယ်မြေကြီးမှာလူစားတိကိုလာခံတာဒါတကယ်ကိုကြီးမြတ်တဲ့ကိစ္စကြီးဖြစ်တယ်ဘယ်သူမှလက်လွတ်မခံတဲ့ကိစ္စဒါပေမဲ့အချို့လူတွေကကိုမျက်စိရှိမှရောက်လာပြီမဲ့မမြင်ဘူးဖြစ်တယ် wisdom နေတဲ့အတွက်မသိဘူးအဲ့ကြောင့်ယေရှုမွေးဖွားတဲ့နေ့မှာမျိုးကအနီးနားလူတွေမလားဆွေမျိုးတောင်မလားဆွေမျိုးတောင်မလားမာရိရဲ့ဆွေမျိုးတွေဘယ်ရောက်နေလဲယေရှုအပြိုကညာဝမ်းကနေပြီးတော့ပရိသတ်တွေယူတာမာရိရဲ့အမေကတော့အ ਨੇ ဆုံးတော့ဒါကိုသိမှာပဲဟုတ်လားမဟုတ်ဘူးလားယောက်ျားနဲ့မနေပဲသူသမီးကကိုဝင်ရတယ်ဆိုတော့ तू သိမှာပဲဒါပေမဲ့ဘေးရောက်နေလေလူသူတို့မယုံဘူးဖြစ်တယ်သူတို့နားမလဲသူတို့လက်မခံကြောင့်ဖျားပြင်ဆင်ပေးထားတဲ့အခွင့်အရေးတွေလူချို့တွေကလက်လွတ်ဆုံးရှော့ဖျားမပြင်ဆင်ပေးလို့မဟုတ်ဘူးဒါပေမဲ့သူတို့မယုံကြည်ခြင်းနဲ့သူတို့သင်ပေးလို့မရခြင်းကြောင့်ဖြစ်တယ်ဒါပေမဲ့သင်ပေးလို့ရတဲ့အရှိပြေပညာရှိတွေကြတော့အဝဲကြီးခရီးနေပြီးတော့ယေရှုရှိတဲ့နေရာကိုလာပြီးယေရှုကိုဖူးမြင်တမိုင်းဝင်နေဖြစ်သွားတယ်ယေရှုမွေးဖွားတဲ့နေ့မှာဘယ်သူမှမရှိဘူးအရှိပြေပညာရှိတွေနဲ့တိုးထိန်နေပဲရှိတိုးထိန်နေကလာခြင်းလို့လာတာမဟုတ်ဒါတော့ကောင်းကင်တမန်အတင်းသွားခေါ်လို့လာတာအချို့လူတွေကကောင်းကင်တမန်တွေမနှဲလိုက်ခေါ်ရတယ်ပြောပါငါအဲ့လောက်ထိအချိန်နေမစိုးရအောင်ငါပညာနဲ့ဘေးနေရာမှာဖခင်အလုပ်လုပ်နေလဲသိပြီးတော့သွားတတ်တဲ့သူဖြစ်တယ်အဲ့တော့ပညာရှိတွေကကောင်းကင်တမန်မလာဘူးကျဲပေါ်တာကိုကြည့်ပြီးတော့အဲ့ဒီကျဲနောက်ကိုငါတို့လိုက်ရင်ဖခင်ပြတဲ့ sign ကိုသိတယ်ခြေကတန်ရှင်သောဝိညာဉ်တော်ကိုပုံဆောင်တယ်ဝိညာဉ်တော်ပြတဲ့အရာကိုသိပြီးတော့လိုက်တတ်တဲ့သူဖြစ်ပါဝိညာဉ်တော်လမ်းပြတဲ့နောက်ကိုလိုက်တတ်တဲ့သူဖြစ်ပါဝိညာဉ်တော်ရဲ့ရှိတဲ့နေရာကိုပဲယေရှုကိုခေါ်လာပေးလို့မပြောရအောင်အချို့တွေဆိုလို့လုံးမှာအစင်သက်မဲ့လိုချင်တဲ့ကိုတော့အားလုံးအဲ့လောက်မပြင်းပါနဲ့မိတ်ဆွေ lazy Christian တွေကြောင့်မလို့ကျမတို့အများကြီးမတိုးတက်တာဖြစ်တယ်ဘုရားခင်နိုင်ငံတော်ဒီထက်ပိုပြီးတိုးတက်တဲ့ဘုရားခင်နိုင်ငံတော်ဒီထက်ပိုပြီးတော့အင်အားကြီးမှလားဘုရားရဲ့နိုင်ငံတော်ပိုပြီးတော့ထင်ရှားပေါ်ထွန်းရမှာဒါပေမဲ့ lazy Christian တွေကြောင့်မလို့ဘေးမမရောက်နိုင်ဘူးဖြစ်တယ်အဲ miracle maker မှာတော့အားလုံးက active Christian တွေဖြစ်တယ်ဘုရားပြောရင်ဘယ်လိုဆိုသွားမယ်ကျိုင်းတုံဆိုလဲသွားမယ်တာချီလိဆိုလဲသွားမယ်အမေရိကဆိုလဲသွားအာဖရိကဆိုလဲသွားမယ်ဘုရားခင်ပြောလို့ဘယ်မဆိုသွားမယ်အမြဲ active ဖြစ်နေရဟောအရှိပြပညာရှိဒါကြောင့်မို့လို့လေကျမ်းစာပြောတယ်လောကသားတွေကတဲ့ဖြောင်းမတဲ့သူတွေတဲ့တခါတလေပို့တော်တယ်တဲ့ပို့တော်တယ်သင်တို့နတ်ဆိုးဆွဲတယ်ပဲမပြောနဲ့တခါလေသင်တော့မပြလို့မမြင်တာသူတို့မြင်တယ်သူတို့ဒီမှာအချို့နတ်ဆိုးရှိနေရတော့ဒါတပိုင်းမောင်းထုတ်ပေးရမှာအဲ့ဒါတော့တပိုင်းဒါမဲ့အဲ့လိုပြောလို့သူတို့မမြင်တော့သင်မမြင်တာတွေသူတို့မြင်တာတွေအများကြီးရှိမယုံကြည်သူတွေအရှိပြရလူတွေIsrael တွေမဟုတ်ဘူးဒါပေမဲ့သူတို့ကဘုရားသခင်ရဲ့ကြဲကိုကြည့်ပြီးတော့လာတတ်တယ်ဝိညာဉ်တော်လမ်းပြတဲ့နေရာကိုလာတတ်တယ်ဒါကြောင့်ကြီးမားတဲ့အခွင့်အရေးတို့ရသွားတယ်။တရားအဲ့ဒီခွင့်ရရတဲ့သူဖြစ်လိမ့်မယ်။ဖျားပြင်ဆင်ပေးထားတဲ့အခွင့်အရေးတွေဟာလက်လွတ်ဆုံးရှုံးခံရတဲ့သူမဟုတ်တဲ့ဟာဖမ်းမိတဲ့သူဖြစ်လိမ့်မယ်။လက်စုပ်ကိုင်းဖမ်းမိတဲ့သူဖြစ်လိမ့်မယ်။ဝိညာဉ်တော်ကျွန်တော်ကိုသင်ပေးပါ